မင်းဖုံးကန်အပိုင်းတက်အရေးတွေမြင်တဲ့ညအချိန်9 နာရီကျော်တောရွာလေးတရွာမှာလေငင်းတေးသေးလေးပဲတိုက်နေတယ်မင်းဖုံးကန်အသက်19နှစ်အရွယ်လူငယ်တစ်ယောက်ဒီနေ့ညမှာသူ့ဘဝပြောင်းလဲသွားမဲ့အရာတစ်ခုကိုမသိသေးဘူးအမေကပြောတယ်ဖုံးကန်ထန်းတော်ဘက်ကိုဒီညမသွားနဲ့နော်မင်းဖုံးကန်ကဘာလို့လဲအမေကျွန်တော်တငယ်ချင်းတွေထမ်းရည်တောက်ဖို့စောင့်နေကြတယ်အမေကလည်းဒီညလာပြည့်ညက်နော်အဲ့ဒီထန်းတော်မှာအကောင်းမရှိဘူးမင်းဖုံးကန်နည်းနည်းရည်ပြီးအမေကလည်းရှစ်ခေတ်မဟုတ်တော့ဘူးလေထန်းတော်ဘက်ကိုမင်းဖုံးကန်ထွက်သွားတယ်ထန်းပင်တွေကြားမှာလေတိုက်တန်ရှူးရှူးဆိုပြီးကြားနေတယ်အဲ့ဒီအချိန်မှာတငယ်ချင်းတန်းနိုင်ကဖုံးကန်ဒီဘက်လာမင်းဖုံးကန်ကလည်းဟာတန်းနိုင်မင်းတို့ရောက်နေပြီလားတငယ်ချင်းကိုလေးကပြောတယ်ထန်းရည်ကောင်းတယ်လာထိုင်သူတို့3ယောက်ထန်းနဲ့ရှေ့မှာထိုင်ပြီးစကားပြောနေကြတယ်ရုတ်တရက်မင်းဖုံးကန်ကဟိအဲ့ဒီထန်းပင်အောက်မှာဘသူရက်နေတာလဲတန်းနိုင်ကလည်းမေးလိုက်တယ်ဘယ်မှာလဲမမြင်ပါဘူးမင်းဖုံးကန်ကလည်းပြန်ပြောလိုက်တယ်အဖြူဝတ်ထားတဲ့မိန်းမတစ်ယောက်ကိုလေးအံ့ဩပြီးဖုံးကန်မဟုတ်သေးပါဘူးမင်းမူးသွားတာလားအဲ့ဒီအချိန်မှာအမိန်းမကတဖြည်းဖြည်းသူတို့ဘက်ကိုရှောက်လာတယ်ဒါပေမဲ့ခြေတော့မမြင်ရဘူးမင်းဖုံးကန်ကအတန်တိုးမင်းတို့အခုမြင်လားတန်းနိုင်ကြောက်ပြီးဖုံးကန်မင်းနောက်မှာဘသူရက်နေတယ်မင်းဖုံးကန်လှည့်ကြည့်လိုက်တဲ့အချိန်အဲ့မိန်းမရဲ့မျက်နှာကသွေးမရှိတဲ့အဖြူရောင်ဖြစ်နေတယ်သူမကတိုးလေးပြောတယ်မင်းဖုံးကန်နောက်ဆုံးတော့မင်းကိုတွေ့ပြီမင်းဖုံးကန်လမ်းပြီးပြောလိုက်တယ်မင်းဘသူလဲအဲ့မိန်းမကပြုံးပြီးငါကမင်းတယောက်တည်းပဲမြင်နိုင်တဲ့လူပဲအဲ့ဒီအချိန်မှာလေပြင်းတစ်ချက်ဝုန်းဆိုပြီးတိုက်တယ်အဲ့မိန်းမကတဖြည်းဖြည်းပျောက်သွားတယ်တန်းနိုင်ကဖုံးကန်ငါတို့ဒီနေရာကနေပြေးကြရအောင်မင်းဖုံးကန်ကတန်းနိုင်တို့ကိုတိတ်နေပြီးမင်းတို့မသိဘူးသူမကငါနာမည်သိတယ်အဲ့ဒီညကစပြီးမင်းဖုံးကန်ဟာလူတွေမမြင်နိုင်တဲ့အရာတွေကိုမြင်နိုင်လာတယ်ဒါပေမဲ့သူမသိသေးတာတစ်ခုကအဲ့ဒီမိန်းမကသူ့ကိုရှာနေတာနှစ်ပေါင်းများစွာဖြစ်နေပြီဆိုတာပဲညကမြင်ခဲ့တဲ့အရာကြောင့်မင်းဖုံးကန်တညလုံးမအိပ်နိုင်ခဲ့ဘူးမနက်ခင်းမှာအမေကမေးလာတယ်ဖုံးကန်မင်းမျက်နှာကြည့်ရတာမကောင်းဘူးနော်မင်းဖုံးကန်ကလည်းအမေမနေ့ညထန်းတော်မှာမိန်းမတစ်ယောက်တွေ့တယ်အမေကလည်းအံ့ဩပြီးဘာမိန်းမလဲမင်းဖုံးကန်ကလည်းပြန်ပြောတယ်အဖြူဝတ်ထားတယ်ပြီးတော့ကျွန်တော်နာမည်ကိုလည်းသိနေတယ်အမေရဲ့မျက်နှာချက်ချင်းပြောင်းသွားတယ်အမေကအတန်တိုးလေးနဲ့ဖုံးကန်မင်းအဲ့ဒီထန်းတော်ကိုထပ်မသွားနဲ့နော်မင်းဖုံးကန်ကလည်းဘာလို့လဲအမေကပြန်ပြောလိုက်တယ်အဲ့ဒီနေရာမှာရှေးတုန်းကတင်းချိုင်းရှိတယ်နေ့လယ်ဘက်မှာတငယ်ချင်းတွေရောက်လာတယ်တန်းနိုင်ကဖုံးကန်မနေ့ညကအကြောင်းပြောကြည့်ရအောင်ကိုလေးကလည်းငါတော့အဲ့ဒီမိန်းမမျက်နှာကိုမေးလို့မရဘူးမင်းဖုံးကန်တယောက်ငါလည်းအဲ့လိုပဲအဲ့ဒီအချိန်မှာအိမ်နောက်ဘက်ကတစုံတယောက်လမ်းလျှောက်တန်ကြားရတယ်တန်းနိုင်ကဟိဘသူလဲဘသူမှမရှိဘူးဒါပေမဲ့မင်းဖုံးကန်ကတော့မြင်နေတယ်အိမ်နောက်ထဲမှာမနေ့ညကမိန်းမပဲအိမ်နောက်ဘက်ကမိန်းမကတိုးမင်းဖုံးကန်လို့ခေါ်ပြီးမင်းဖုံးကန်တယောက်ကလန့်ပြီးမင်းဒီမှာဘာလုပ်နေတာလဲတငယ်ချင်းတွေမမြင်ကြဘူးတန်းနိုင်ကဖုံးကန်မင်းဘယ်သူနဲ့ပြောနေတာလဲမင်းဖုံးကန်ကပြန်မေးလိုက်တယ်မင်းတို့မမြင်ဘူးလားအဲ့မိန်းမကမင်းဖုံးကန်ဘက်ကိုတဖြည်းဖြည်းရှောက်လာတယ်အဲ့မိန်းမကမင်းကပဲငါ့ကိုမြင်နိုင်တယ်မင်းဖုံးကန်ကလည်းမေးလိုက်တယ်မင်းဘယ်သူလဲပြောအဲ့မိန်းမကပြန်ဖြေတယ်အတန်အေးနဲ့ငါကဒီထန်းတော်ထဲမှာတည်ခဲ့တဲ့လူ
လေကအပြင်းတိုက်လာတယ်အိမ်နောက်ကတစ်ပင်တွေဝုန်းဝုန်းလှုပ်နေတယ်အဲ့မိန်းမကမင်းဖုံးကန်ငါ့ကိုကူညီရမယ်မင်းဖုံးကန်ကလည်းဘာကိုကူညီရမှာလဲအဲ့မိန်းမကမျက်နှာနီးနီးလာပြီးပြောလိုက်တယ်ငါ့ကိုတတ်ခဲ့တဲ့လူကိုရှာပေးအဲ့ဒီစကားပြီးတာနဲ့အဲ့မိန်းမကတဖြည်းဖြည်းအရေးလိုပျောက်သွားတယ်ကိုလေးကဖုံးကန်မင်းမျက်နှာဖြူသွားတယ်တန်းနိုင်ကလည်းဘာဖြစ်တာလဲပြောမင်းဖုံးကန်တိတ်တိတ်နဲ့ပြောလိုက်တယ်မင်းဖုံးကန်ကပြောလိုက်တယ်သူကတရေမှန်တငယ်ချင်းနှစ်ယောက်ချက်ချင်းတိတ်သွားတယ်တန်းနိုင်ကဖုံးကန်ငါတို့ဒီအကြောင်းကိုရွာဖုံးကြီးကိုပြောရမယ်ဒါပေမဲ့မင်းဖုံးကန်မသိသေးတာကအဲ့ဒီမိန်းမကသူ့ဘဝနဲ့အလုံးပတ်သက်နေတဲ့သူဖြစ်နေတယ်ဆိုတာပဲညနေပိုင်းမှာမင်းဖုံးကန်ကသူ့တငယ်ချင်းတွေနဲ့ရွာဖုံးကြီးကျောင်းကိုသွားကြတယ်ကျောင်းဝင်းထဲမှာမီးလင်းနေပြီးဆရာတော်ကတိတ်တိတ်လေးတရားစာထိုင်ဖတ်နေတယ်တန်းနိုင်ကဖုံးကြီးဖျားတပည့်တော်တို့အကြောင်းတစ်ခုမိန့်ချင်ပါတယ်ဖုံးကြီးကလည်းဘာဖြစ်တာလဲမျက်နှာတွေမကောင်းဘူးမင်းဖုံးကန်တယောက်ဖုံးကြီးဖျားတပည့်တော်တို့တရေမြင်နေရပါတယ်ဖုံးကြီးကမင်းဖုံးကန်ကိုခဏကြာကြာကြည့်နေတယ်ပြီးတာနဲ့ဘယ်နေရာမှာတွေ့တာလဲမင်းဖုံးကန်ကထန်းတော်ထဲမှာပါဖုံးကြီးကလည်းမျက်နှာချက်ချင်းတင်းသွားတယ်ဖုံးကြီးကအတန်တိုးတိုးနဲ့ထန်းတော်ထဲကတရေမကူကိုလေးကလည်းဖုံးကြီးဖျားအဲ့ဒါဘာလဲဖုံးကြီးကတက်ဆိုင်ဆိုင်တစ်ချက်ရှူပြီးပြောတယ်ဒီရွာမှာနှစ်ပေါင်း30လောက်အရင်ကမိမငယ်တယောက်အသက်ခံခဲ့တယ်တန်းနိုင်ကဘသူတက်တာလဲဖုံးကြီးကပြန်မိတ်တယ်ဘသူမှမသိဘူးမင်းဖုံးကန်ကသူကကျွန်တော်ကိုကူညီပေးပါလို့ပြောပါတယ်ဖုံးကြီးကခဏတိတ်သွားတယ်မင်းနာမည်ဘယ်လိုခေါ်လဲမင်းဖုံးကန်မှာဖုံးကြီးရဲ့မျက်နှာချက်ချင်းအံ့ဩသွားတယ်ဖုံးကြီးကမင်းဖုံးကန်ဆိုတာလားတန်းနိုင်ကလည်းသူ့ညိုင်မေးလိုက်တယ်ဘာဖြစ်လို့လဲဖုံးကြီးဖေဟာဖုံးကြီးကအဲ့ဒီတည်သွားတဲ့မိန်းမကမတည်ခင်နောက်ဆုံးပြောခဲ့တဲ့စကားကဖုံးကြီးစကားတစ်ခဏရက်လိုက်တယ်သူကပြောခဲ့တယ်တနေ့မင်းဖုံးကန်ဆိုတဲ့လူငယ်တယောက်ငါ့ကိုကူညီမယ်တဲ့တငယ်ချင်းတွေအကုန်လုံးတိတ်သွားကြတယ်ကိုလေးတယောက်ကလန့်ပြီးဒါဆိုသူကဖုံးကန်ကိုစောင့်နေတာလားအဲ့ဒီအချိန်မှာကျောင်းဝင်းနောက်ဘက်ကလေပြင်းတိုက်လာတယ်မီးအိမ်များလှုပ်သွားတယ်မင်းဖုံးကန်နောက်ဘက်ကိုလှည့်ကြည့်လိုက်တယ်အဲ့ဒီမိန်းမကျောင်းဝင်းသူ့ညမှာရက်နေတယ်အဲ့မိန်းမကတိုးမင်းဖုံးကန်တယောက်လန့်ပြီးမင်းဒီထိလိုက်လာပြီလားတငယ်ချင်းတွေမမြင်ကြဘူးဖုံးကြီးကမင်းဖုံးကန်ကိုကြည့်ပြီးသူဒီမှာရှိလားမင်းဖုံးကန်ကိုမေးလိုက်တယ်ရှိပါတယ်ဖေဟာအဲ့မိန်းမကတဖြည်းဖြည်းလျှောက်လာပြီးပြောတယ်မင်းဖုံးကန်အချိန်မကျန်တော့ဘူးမင်းဖုံးကန်ကလည်းဘာချိန်လဲအဲ့မိန်းမရဲ့မျက်နှာတဖြည်းဖြည်းကြောက်စရာဖြစ်လာတယ်အဲ့မိန်းမကပြောလိုက်တယ်ငါ့ကိုတတ်ခဲ့တဲ့လူအခုထိအသက်ရှင်နေတော့မယ်မင်းဖုံးကန်ရုတ်တရက်မေးလိုက်တယ်ဘသူလဲမိန်းမတိတ်တိတ်လေးပြောလိုက်တယ်ဒီရွာထဲကလူအဲ့ဒီအချိန်ဖုံးကြီးကျောင်းအပြင်ဘက်မှာတယောက်ခြေတံကြားလာတယ်ဖုံးကြီးကဒီညကနေစပြီးမင်းဖုံးကန်ရဲ့ဘဝမပြန်နိုင်တော့ဘူးဖုံးကြီးကျောင်းမှာအဲ့ဒီညအားလုံးတိတ်ဆိတ်နေတယ်လေညင်းသေးသေးကတစ်ပင်တွေကြားရှူးရှူးဆိုပြီးတိုက်နေတယ်ဖုံးကြီးကမင်းဖုံးကန်မင်းမြင်တဲ့မိန်းမအခုပဲမှာလဲမင်းဖုံးကန်ကကျောင်းဝင်းထဲမှာပဲရက်နေတယ်ဖုံးကြီးဖျားတငယ်ချင်းတွေကြောက်ပြီးပတ်လည်ကိုကြည့်နေကြတယ်တန်းနိုင်တယောက်ငါတော့ဘာမှမမြင်ဘူးကိုလေးကလည်းဖုံးကန်ပဲမြင်နေတာပဲအဲ့မိန်းမကမင်းဖုံးကန်ဘက်ကိုလက်ညှိုးထိုးလိုက်တယ်တိုးထန်းတော်ကိုပြန်သွားရမယ်မင်းဖုံးကန်ကလည်းဘာလို့လဲအဲ့မိန်းမကငါအမှန်တရားအဲ့ဒီမှာပဲရှိတယ်
မင်းဖုံးကန်ကဖုန်ကြီးဘက်ကိုလှည့်ပြောလိုက်တယ်ဖုန်ကြီးဖျားသူကထန်းတော်ကိုပြန်သွားရမယ်လို့ပြောပါတယ်ဖျားဖုန်ကြီးကလည်းခဏစဉ်းစားပြီးဒါဆိုဒီညပဲသွားကြမယ်ညအလဲပိုင်းမင်းဖုံးကန်တငယ်ချင်း2ယောက်နဲ့ရွာကဖုန်ကြီးနဲ့မိအိမ်တွေကင်ပြီးထန်းတော်ထဲဝင်ကြတယ်တန်းနိုင်ကအတန်တိုးတိုးနဲ့ဒီနေရာကမနေ့ညကျွန်တော်တို့ထိုင်ခဲ့တဲ့နေရာပဲအဲ့ဒီအချိန်မှာမိမကမင်းဖုံးကန်ရှိမှရှောက်လာတယ်သူမလက်ညှိုးထိုးတဲ့နေရာကမြေကတောင်ပုံသေးသေးတစ်ခုမင်းဖုံးကန်ကဖုန်ကြီးဖျားသူကဒီနေရာကိုပြနေပါတယ်ဖုန်ကြီးကမိအိမ်နဲ့မြေကိုကြည့်လိုက်တယ်ပြီးတော့အတန်တိုးတိုးလေးနဲ့ဒါတင်ချိုင်းဟောင်းပဲကိုလေးကလည်းဒါဆိုဒီမှာပဲသူ့ကိုမြုပ်ထားတာလားမိမကခေါင်းတိတ်တိတ်ညှိလိုက်တယ်ဒီနေရာမှာပဲငါ့ကိုတတ်ခဲ့တာရုတ်တရက်အနောက်ဘက်ကတစ်ပင်ကြားမှာခြေတံကြားလာတယ်တန်းနိုင်ကကြောက်ပြီးဟိတ်ဘသူလဲကွာအရိတ်ထဲကလူတစ်ယောက်ထွက်လာတယ်ရွာကလူကြီးဦးတင်မောင်ဖြစ်ပါတယ်ဦးတင်မောင်ကညာကြီးမဲကြီးဒီနေရာမှာဘာလာလောက်ကြတာလဲမင်းဖုံးကန်ကရုတ်တရက်မိမဘက်ကိုကြည့်လိုက်တယ်မိမရဲ့မျက်နှာကကြောက်စရာကောင်းလာတယ်မိမကချက်ချင်းပဲဒေါသနဲ့သူပဲမင်းဖုံးကန်အံ့ဩပြီးဘာသူလားဦးတင်မောင်တယောက်ကြောင်ပြီးတော့ဘာတွေပြောနေကြတာလဲမိမရဲ့အတန်တိုးတိုးနဲ့ငါ့ကိုတတ်ခဲ့တဲ့လူအဲ့ဒီလူပဲမင်းဖုံးကန်မျက်လုံးကြီးကျဲသွားတယ်မင်းဖုံးကန်ကဖုန်ကြီးဖျားသူကတတ်ခဲ့တဲ့လူကိုပြပါတယ်ဖုန်ကြီးမေးလိုက်တယ်ဘသူလဲမင်းဖုံးကန်တိုးတိုးလေးပြောလိုက်တယ်ဦးတင်မောင်တဲ့ဖျားအဲ့ဒီအချိန်မှာဦးတင်မောင်ရဲ့မျက်နှာတဖြည်းဖြည်းနီးရဲလာတယ်ဦးတင်မောင်တယောက်ဒေါသနဲ့မင်းတို့တွေဘလို့သိတာလဲသူ့လက်ထဲမှာဓာတ်တလက်ထွက်လာတယ်ဦးတင်မောင်ကဒီအကြောင်းကိုသိသွားရင်မင်းတို့ကိုလည်းအသက်ရှင်မထားဘူးထန်းတော်ထဲမှာလေပြင်းဝုန်းဆိုပြီးတိုက်လာတယ်မိမရဲ့အတန်ကြားလာတယ်မင်းဖုံးကန်ဖြီးထန်းတော်ထဲမှာလေပြင်းတိုက်နေတယ်တစ်ပင်တွေဝုန်းဝုန်းလှုပ်နေတယ်ဦးတင်မောင်လက်ထဲမှာဓာတ်ကိုတင်းတင်းကင်ထားတယ်ဦးတင်မောင်ကဒေါသနဲ့ဒီအကြောင်းကိုဘယ်သူမှမသိရဘူးတန်းနိုင်ကကြောက်ပြီးဖုံးကန်ဖြီးမင်းဖုံးကန်တန်းနိုင်ကိုလေး3ယောက်ထန်းပင်တွေကြားကနေပြေးကြတယ်နောက်ကနေဦးတင်မောင်လိုက်လာတယ်ရက်မင်းတို့မပြေးနဲ့မင်းဖုံးကန်ပြေးနေတော့ရှေ့မှာအဖြူဝတ်မိန်းမထပ်ပေါ်လာတယ်မိန်းမကဒီဘက်လားမင်းဖုံးကန်ကဘယ်ကိုလဲငါနောက်ကိုလိုက်မင်းဖုံးကန်မိန်းမပြတဲ့လမ်းဘက်ကိုပြေးသွားတယ်တငယ်ချင်းတွေကလည်းလိုက်လာကြတယ်ဒါပေမဲ့အဲ့ဒီလမ်းကတင်ချိုင်းဟောင်းဘက်ကိုဦးတည်နေတယ်ကိုလေးကအတန်တိုးဖုံးကန်ဒီနေရာကမကောင်းဘူးနော်ရုတ်တရက်ဦးတင်မောင်ကရှေ့ကနေပေါ်လာတယ်ဦးတင်မောင်ကရေပြီးမင်းတို့ပြေးလို့မရဘူးသူဓာတ်ကိုမြှောက်လိုက်တယ်အဲ့ဒီအချိန်မှာလေပြင်းဝုန်းဆိုပြီးတိုက်လာတယ်မြေမှုန့်တွေလေထဲကိုလွတ်တက်သွားတယ်မိမရဲ့အတန်ကထန်းတော်တစ်ခုလုံးမှာပဲ့တင်သွားတယ်ဦးတင်မောင်လမ်းပြီးပတ်လည်ကိုကြည့်တယ်ဦးတင်မောင်ကမင်းမသေးသေးဘူးလားမိမရဲ့ရုပ်ကတဖြည်းဖြည်းရှင်းလာတယ်မျက်လုံးတွေမီးလို့လင်းနေတယ်မိမကငါတည်ခဲ့တာမင်းကြောင့်ပဲဦးတင်မောင်ကကြောက်ပြီးမင်းကိုငါမတတ်ခဲ့ဘူးမိမကအော်ပြီးလိမ်မပြောနဲ့ထန်းပင်တွေလှုပ်လာတယ်လေကပိုပြင်းလာတယ်မင်းအဲ့ဒီညမှာငါ့ကိုဓာတ်နဲ့ထိုးခဲ့တယ်ဦးတင်မောင်လန့်ပြီးနောက်ဆုတ်သွားတယ်မင်းဖုံးကန်ကဖုန်ကြီးဖျားသူတကယ်တက်ခဲ့တာလားဖုန်ကြီးမျက်နှာတင်းတင်းနဲ့ဖုန်ကြီးကဟုတ်တယ်ဖုန်ကြီးလည်းအခုမှသိတာဦးတင်မောင်ရုတ်တရက်អော်လိုက်တယ်ဟုတ်တယ်ငါတက်ခဲ့တယ်အားလုံးတိတ်သွားတယ်ဦးတင်မောင်တယောက်အတန်တုံပြီး
မင်းကငါလျှို့ဝှက်ချက်ကိုတီးသွားလို့ငါနှုတ်ပိတ်လိုက်တာပဲအဲ့မိန်းမကတဖြည်းဖြည်းသူ့ဘက်ကိုရှောက်လာတယ်ဒီနေ့မင်းအပြစ်ပေးချိန်ရောက်ပြီဦးတင်မောင်ကြောက်ပြီးနောက်ဆုတ်တယ်ဒါပေမဲ့နောက်မှာတင်ချိုင်းအဟောင်းရှိနေတယ်မလာနဲ့လေပြင်းတစ်ချက်ဝုန်းဆိုပြီးတိုက်တယ်အဲ့ဒီအချိန်မှာဦးတင်မောင်အော်တန်ကြီးကြားလိုက်ရတယ်အာထန်းတော်ထဲမှာဦးတင်မောင်ရဲ့အော်တန်ကြားပြီးအားလုံးတိတ်သွားတယ်လေကတဖြည်းဖြည်းငြိမ်လာတယ်တန်းနိုင်ကကြောက်ပြီးဘာဖြစ်သွားတာလဲမင်းဖုံးကန်တဖြည်းဖြည်းရှေ့ကိုလှမ်းကြည့်လိုက်တယ်ဦးတင်မောင်မြေပေါ်မှာလဲနေတယ်လက်ထဲကဓားလဲပြုတ်ကျသွားပြီးကိုလေးကပြောလိုက်တယ်သူတေသွားပြီလားဖုန်ကြီးကတဖြည်းဖြည်းသွားကြည့်တယ်ခဏအကြာမှပြန်လှည့်လာတယ်ဖုန်ကြီးကသူအသက်မရှိတော့ဘူးတန်းနိုင်လန့်သွားတယ်တန်းနိုင်ကတရေမကတက်လိုက်တာလားမင်းဖုံးကန်နောက်ဖက်ကိုလှည့်ကြည့်တယ်အဖြူဝတ်တရေမကထမ်းမေအောက်မှာတိတ်တိတ်လေးရက်နေတယ်မင်းဖုံးကန်ကမင်းအခုကျေနပ်ပြီလားအဲ့မိန်းမကတဖြည်းဖြည်းရှောက်လာတယ်မျက်နှာကတော့အရင်လိုကြောက်စရာမဟုတ်တော့ဘူးအဲ့မိန်းမကတိုးတိုးလေးပြောလိုက်တယ်ငါအပြစ်မဟုတ်ဘူးမင်းဖုံးကန်ကဘာကိုပြောတာလဲအဲ့မိန်းမကငါသူ့ကိုမတတ်ဘူးမင်းဖုံးကန်အံ့ဩသွားတယ်အဲ့မိန်းမကဆက်ပြောတယ်သူကြောက်ပြီးသူ့ဘာသာလဲကျသွားတာဖုန်ကြီးကတိုးတိုးလေးနဲ့ပြောတယ်အပြစ်လုပ်သူတွေကို့အပြစ်ကြောင့်ပဲကြောက်ကြတယ်အဲ့မိန်းမမင်းဖုံးကန်ဘက်ကိုကြည့်တယ်အဲ့မိန်းမကမင်းဖုံးကန်ကဘာလဲအဲ့မိန်းမကပြောလိုက်တယ်ကျေးဇူးတင်ပါတယ်မင်းဖုံးကန်ကငါဘာမှမလုပ်လိုက်ရပါဘူးအဲ့မိန်းမကမင်းကငါအမှန်တရားကိုလူတွေသိအောင်လုပ်ပေးခဲ့တယ်အဲ့ဒီအချိန်မှာလေညင်းသေးသေးတိုက်လာတယ်အဲ့မိန်းမရဲ့ခန္ဓာကိုယ်တဖြည်းဖြည်းအလင်းဖြစ်လာတယ်မင်းဖုံးကန်လန့်ပြီးမင်းဘာဖြစ်နေတာလဲမိန်းမပြုံးလိုက်တယ်အဲ့မိန်းမကပြောလိုက်တယ်ငါတွားရတော့မယ်မင်းဖုံးကန်ကဘယ်ကိုလဲအဲ့မိန်းမကငါမနေသင့်တဲ့နေရာကနေသူမရဲ့ရုပ်တဖြည်းဖြည်းပျောက်သွားတယ်မပျောက်ခင်နောက်ဆုံးစကားတစ်ခုပြောသွားတယ်မင်းဖုံးကန်မင်းမှာထူးဆန်းတဲ့ဖုံးကန်ရှိတယ်မင်းဖုံးကန်ကဘာဖုံးကန်အဲ့မိန်းမကပြောတယ်မင်းကပရလောကကိုမြင်နိုင်တဲ့လူအဲ့ဒီစကားပြီးတာနဲ့သူမလုံးဝပျောက်သွားတယ်ထန်းတော်ထဲမှာညကတဖြည်းဖြည်းတိတ်ဆိတ်လာတယ်တန်းနိုင်ကအခုတော့ပြီးသွားပြီထင်တယ်ဖုန်ကြီးကတိုးတိုးနဲ့ပြောလိုက်တယ်မဟုတ်သေးဘူးမင်းဖုံးကန်ကလည်းဘာလဲဖုန်ကြီးဖျားဖုန်ကြီးကဒီကဘာမှာအဲ့လိုဝိညာဉ်တွေအများကြီးရှိသေးတယ်မင်းဖုံးကန်မင်းရဲ့ဘဝကအခုမှစတာပဲထမ်းပင်အပေါ်မှာလေညင်းလေးတိုက်နေတယ်အဲ့ဒီအချိန်မင်းဖုံးကန်ကတစုံတစ်ယောက်ရဲ့အတန်ကိုထပ်ကြားလိုက်တယ်မင်းဖုံးကန်သူလှည့်ကြည့်လိုက်တယ်ဒါပေမဲ့ဒီတစ်ခါတရေတယောက်မဟုတ်တော့ဘူးထန်းတော်ကအဖြစ်ပြက်ပြီးနောက်ရွာမှာတပတ်လောက်ငြိမ်နေခဲ့တယ်ဒါပေမဲ့မင်းဖုံးကန်ရဲ့ဘဝကတကယ်တော့အခုမှစတာပဲတညမင်းဖုံးကန်အိမ်ရှိမှာတယောက်တည်းထိုင်နေတယ်လေညင်းလေးတိုက်နေတယ်ရုတ်တရက်နောက်ဖက်ကအတန်တစ်ခုကြားလာတယ်အတန်ကမင်းဖုံးကန်လှည့်ကြည့်လိုက်တယ်မင်းဖုံးကန်ကဘသူလဲဘသူမှမရှိဘူးဒါပေမဲ့သူ့မျက်လုံးထဲမှာအရိပ်တစ်ခုလှုပ်နေတာမြင်နေတယ်မင်းဖုံးကန်အတန်တိုးတိုးနဲ့ဒါတရေမဟုတ်ဘူးအဲ့ဒီအရိပ်ကတဖြည်းဖြည်းလူပုံစံဖြစ်လာတယ်ဒါပေမဲ့မျက်နှာမရှိဘူးမင်းဖုံးကန်ကမင်းဘသူလဲအရိပ်ကတူတူပြောတယ်အဲ့အရိပ်ကပြောတယ်ငါမင်းကိုလာရှာတာမင်းဖုံးကန်ကဘာလို့လိုက်ရှာနေတာလဲအဲ့အရိပ်ကတူတူပြောလိုက်တယ်ဒီရွာမှာ
တရေတွေထက်ပိုကြောက်စရာကောင်းတဲ့အရာရှိတယ်မင်းဖုံးကန်မျက်လုံးကြီးသွားတယ်မင်းဖုံးကန်ကဘာကိုပြောတာလဲအဲ့အရေးကထန်းတော်ဘက်ကိုလက်ညှိုးထိုးလိုက်တယ်အဲ့အရေးကပြောလိုက်တယ်တောနက်ထဲမှာတရေရွာရှိတယ်အဲ့ဒီစကားကိုကြားလိုက်တဲ့အချိန်နောက်ကနေအတန်တစ်ခုထပ်ကြားလာတယ်ဖုံးကြီးကအဲ့ဒီနေရာကိုမသွားနဲ့မင်းဖုံးကန်လှည့်ကြည့်လိုက်တယ်ဖုံးကြီးကအိမ်ရှိမှရက်နေတယ်မင်းဖုံးကန်တယောက်ဖုံးကြီးဖျားတရေရွာဆိုတာတကယ်ရှိလားဖုံးကြီးမျက်နှာတင်းတင်းနဲ့ဖုံးကြီးကရှိတယ်မင်းဖုံးကန်ကလည်းဘယ်မှာလဲဖုံးကြီးကဒီရွာနောက်ကတောနက်ထဲမှာတန်းနိုင်လဲအဲ့ဒီအချိန်မှာရောက်လာတယ်တန်းနိုင်ကဘာပြောနေကြတာလဲမင်းဖုံးကန်ကပြောလိုက်တယ်တရေရွာအကြောင်းတန်းနိုင်ရေးလိုက်တယ်တန်းနိုင်ကအဲ့ဒါပုံပြင်ပဲဖုံးကြီးခေါင်းလိုက်တယ်ဖုံးကြီးကပြောလိုက်တယ်မဟုတ်ဘူးအဲ့ဒီရွာထဲကိုဝင်သွားတဲ့လူတွေတယောက်မှပြန်မလာဘူးအဲ့ဒီအချိန်မင်းဖုံးကန်နောက်ဘက်ကိုကြည့်လိုက်တယ်အဲ့ရိတ်ကပြန်ပေါ်လာတယ်အဲ့ရိတ်ကတိုးတိုးလေးပြောလိုက်တယ်မင်းဖုံးကန်မင်းသာဝင်နိုင်တယ်